စုပြောကြလေးရှိလို့ပေါ့နော်စုရဲ့အကောင့်လေးရန်ကြတော့ခုမှစားဖွင့်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အပိချပါအောင်ပြောချင်ပါတယ်စု TikTok မှာဆိုကောက်ရှိရပေါ့နော် TikTok မှာကြတော့စုဗီဒီယိုလေးတင်ပြပါတယ်ဒါပေမဲ့ YouTube မှာကြတော့ပေါ့နော်ဗီဒီယိုကလုံးဝမတင်ရသေးဘူးပေါ့နော် subscriber လေးနည်းနည်းပဲရှိသေးပါတယ်အပိချပါအောင်ပြောချင်တာပါကဲအဲ့တော့အကောင့်စားဖွင့်တဲ့အနေနဲ့ပေါ့နော်စုကအိမ်လေးတိမ်ကိုတာပြမှာဖြစ်ပါတယ်ဆိုပေါ့နော်အဲ့အိမ်လေးကိုတာကြပါမယ်ဒါစုရဲ့ YouTube အကောင့်လေးပေါ့နော် YouTube ကခုမှစဖွင့်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်စုကိုအားပေးကြပါအောင်လို့ပြောချင်တာပါရှင်။အော်ရေတိုက်သွားပြီ။စုပေါ့နော်ဒီ TikTok မှာကြတော့စာကူပါပေါ့နော်စု TikTok ကြလို့ရင်ပေါ့နော်အစုံတင်ထားရပေါ့နော် YouTube မှာကြတော့ဘာမှမတင်လို့ပေါ့နော် YouTube ကောင့်လေးဖောက်ပြီးတော့ခုတင်တာပါ။ဆိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်။ဆိုတော့ဒီမှာပါအင်းလေးကိုရောက်ပါပြီရှင်ဒါပေါ့နော်ရမ်းလာပါပြီ ID လေးလေးရေးပြပါမယ်ရှင်ဆိုတော့ဒီမှာပေါ့နော်ဒီလေးပါအရင်တော့ပန်းအောင်လေးနဲ့ရမ်းချစ်ဖို့ကောင်းပါတယ်အဝင်ပေါက်မှာဆိုမျိုးလေးရှိပေါ့နော်စပွဲလေးရလေအကြည့်ရောင်လေးမှာရမ်းလာရပေါ့နော်ဆိုတော့ဒီမှာဆိုထိုင်းလေးရပါတယ်ဒီအောက်မှာဆိုရင်ပေါ့နော်ဒါအိတ်ခံလေးတစ်ထပ်လေးပြတဲ့ကြောင့်ပေါ့နော်အိတ်ခံလေးရအောက်မှာရှိရပေါ့နော်အရင်မိုက်ပါတယ်ဒီမှာပေါ့နော်ဆော့ဒါလေးအရင်ကြိုက်တယ်ပေါ့နော်တယောက်တည်းနေမယ်ဆိုတော်တော်လေးကောင်းပါတယ်ဆော့ဒီမှာပေါ့နော်တော့ရုပ်ပုံလေးလည်းကပ်ပြီးထားပါတယ်မှာကြောင်လေးနဲ့ကော်တီလာလေးပေါ့နော်အရင်စက်ကောင်းပါတယ်ဆော့ဒါကတော့အေကန်ပေါ့နော်ဝါကြတော့ပေါ့နော်အပြင်းပြေဆိုင်နေနေရလေးပေါ့နော်ဒါကတော့အေကန်ပါဒီဘက်ကျတော့မီးဖို့ကြောင်ပေါ့နော်ဒီမှာပေါ့တော့ဒီကတက်တာလေးလည်းရှိပါတယ်သူကဆော့ပေါ့နော်ဒီလိုရုပ်ပုံလေးသဘောကျရပေါ့နော်အရင်ချစ်စရာကောင်းပါတယ်ဆိုတော့ဒါဆိုရင်တော့ပေါ့နော်ဒါကတော့ YouTube ကမှာဝတ်တော်လေးပါပေါ့နော်အရင်မိုက်ပဲပေါ့နော်ဆိုတော့တိုင်းလိုက်ကြောင်းမပါဘူးတင်နေတိုင်းလိုက်တော့မပါဘူးပေါ့နော်ဒါမဲ့အရင်လာပါရှင်အားမေးမိတ်ပါရှင်နောက်ဗီဒီယိုမှာပြန်ပြကြပါမယ်